Archimedes တို့ရဲ့ Orion အာကာသယာဉ်ကကမ္ဘာမြေပေါ်သို့အန်ရီယကင်းစွာနဲ့ရောက်ရှိခဲ့ပါပြီ။ဒါတင်မကသေးပါဘူး။အာကာသယာဉ်မှုများကိုလည်းအန်ရီယကင်းစွာနဲ့အောင်မြင်စွာနဲ့ကယ်ထုတ်နိုင်ခဲ့ပါပြီ။အဆုံးသတ်မှာတော့ Archimedes 2 mission ကတော့လုံးဝကိုချောချူနဲ့အောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဗျ။ဆက်လက်ပြီးတော့ထူးခြားတဲ့အချက်အနေနဲ့ကတော့အာကာသယာဉ်ကဘာလီဝူတဲကိုစတင်ဝင်ရောက်တဲ့အချိန်မှာအတန်ထက်35ဆမြန်တဲ့နှုံးနဲ့ဝင်ရောက်လာပါတယ်။မိုင်ပေါင်းနဲ့တွက်ကြည့်မယ်ဆိုရင်တော့မိုင်2000ခွဲကနေပြီးတော့2900ဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ပြီးတော့အာကာသယာဉ်ကမီးလုံးလုံးဖြစ်ပြီးတော့အရှိန်ဖြည်းဖြည်းကျလာတယ်။နောက်ပိုင်းမှာလေတီးဖွင့်နိုင်လောက်တဲ့အထိအရှိန်ကျပြီးတော့ပင်လယ်ထဲမှာဆင်းသက်နိုင်ခဲ့ပါတယ်ဗျ။အဲ့ဒီမှာကျွန်တော်မေးစာရှိတာကြတော့အာကာသထဲမှာသွားလာတဲ့မိုင်2000ကျော်ပဲကမ္ဘာမြေမှာလည်းမိုင်2000ကျော်ပဲဘာဖြစ်လို့ကမ္ဘာမြေရောက်တော့မှမီးပွင့်ရတာလဲပြီးတော့နောက်တစ်ခုကကြတော့မိုင်2000ကျော်ကဘာဖြစ်လို့ခဏလေးအတွင်းနဲ့အရှိန်တေဝါလဲဘလို့အရှိန်တက်လိုက်တာလဲပေါ့အဲ့ဒီအဖြေအားလုံးကတစ်ခုပဲရှိပါတယ်အဲ့ဒါကကမ္ဘာလေထုကြောင့်ပါကမ္ဘာလေထုထဲမှာ molecule လေးတွေပါတယ်ဗျအဲ့ဒီ molecule လေးတွေကအရှိန်ကိုတေစေပါတယ်ဘာလို့မီးပွင့်တာလဲဆိုလို့ရှိရင်အဲ့လေထုထဲမှာပါတဲ့ molecule နဲ့အာကာသယာဉ်ကပုတ်တိုက်မိပဲเนาะဥပမာဆိုလို့ရှိရင်ကျွန်တော်လက်နှစ်ခုကိုပုတ်လိုက်တယ်ပုတ်လိုက်လို့ချစ်လို့ရှိရင်အပူထွက်တယ်လို့မြင်လေထုထဲနဲ့ဒီ molecule နဲ့အာကာသယာဉ်အရှိန်နဲ့ပုတ်တိုက်တဲ့အချိန်မှာအပူတွေထွက်လာပြီးတော့မီးပွင့်တဲ့အထိဖြစ်သွားတယ်ပေါ့ဒါကြောင့်ဒီအာကာသယာဉ်ကမီးထွက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီတော်များထင်ကြတာကြောင့်ဆင်းသက်တဲ့အချိန်မှာအရန်အဆင့်မြင့်တဲ့ brake တွေပါတယ်တုံးလားပေါ့မတုံးဗျသူတွေကတဘာဝလေကိုပဲ brake ဖြစ်အသုံးပြုရပါတော့ဥပမာဆိုလို့ရှိရင်ကျွန်တော်လေထုထဲသွားတဲ့အရာတွေပစ္စည်းတွေပေါ့ဥပမာဒုံးကြီးတို့လေရင်ပြန်တို့အာကာသယာဉ်တို့ဆိုလို့ရှိရင်ထိပ်ဖူးချွတ်ချွန်လေးပေါ့နော်ဘာလို့ထိပ်ဖူးချွန်ရလဲဆိုတော့အဲ့ထိပ်ဖူးချွတ်ချွန်ကလေထုကိုခွဲတာအဲ့လိုခွဲတဲ့ခါကျတော့လေထုရဲ့အသားစီးကိုသူတို့ကအပြည့်အဝမခံရတော့ဘူးပို့ပြီးတော့အစင်မပြေနဲ့ထွက်နိုင်သွားတယ်ပေါ့နော်ဒါပေမဲ့အာကာသယာဉ်ကကျတော့အဲ့ဒါကိုပြောင်းပြန်ဖြစ်အသုံးပြုလိုက်တယ်ခွဲမထုတ်သူတွေကဒီအာကာသယာဉ်ဆင်းလို့ရှိရင်ဒီသူ့ရဲ့ဖင်ကအပြားအဲ့အပြားဆိုလေထုကိုတော့မခွဲတော့လေထုကိုတော့တွန်းတာကန်တဲ့ခါကျတော့လေထုကအဲ့ဟာပြန်ကန်ပြီးတဲ့ခါကျတော့အရှိန်ကပြပြသေးသွားအဲ့နီလန်ကဘာမှခစ်တဲ့နီးစတစ်မလို့ပဲနဲ့တဘာဝလေကိုပဲအတုံးချပြီးတော့ဒီ brake လုပ်တဲ့နီးပဲဖြစ်ပါတယ်ဒါပေမဲ့မီးတော့ထွက်တာပေါ့နော်အဲ့မီးထွက်တဲ့ဟာကိုလေသူတို့အောက်ကမီးကာကိုလေတေချာလေးလှုပ်ထားတယ်ပေါ့အဲ့အကာကလေခစ်မီနီးစတစ်ပဲပြအဲ့ကောင်ကကျတော့အဲ့အကာကြောင့်အပူဒဏ်ခံနိုင်တာပေါ့နော်အဲ့အကာကိုတော့တေချာရဲ့သူတို့ပညာရှင်တွေကလောက်ရတာပေါ့အဲ့ကာရဲ့နီးစတစ်ကိုကျွန်တော်ပြီးမှတေချာပြန်ပြောပေးပဲနောက်တစ်ခုကကျတော့ဒီမြေပြင်ကတွက်ချက်တဲ့ပညာရှင်တွေပေါ့သူတို့တွက်ချက်တာတဲ့အရန်ကိုတိကျတယ်ဆိုပြီးတော့ချီးကျူးကြတယ်ပေါ့တော်တော်လေးကိုသူတို့မှန်းထားတဲ့တော်တော်လေးကိုတိကျခဲ့တယ်လို့သိရပါတယ်ဗျဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ